Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဆွေးနွေးပေးချင်တာဗာလဲဆိုတော့ဒီပုံမှန်မြင်နေရတဲ့ခေါင်းစဉ်တိုင်း practice ဘယ်လိုလုပ်မလဲပြီးရင်ဒီ practice လုပ်တာဘယ်လောက်တောင်အရေးပါလဲအရေးကြီးလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြမှာပေါ့နော်ဒီကကျွန်တော်စာရီဘာတွေဖတ်ပြီးတော့အဲ့လိုပြောတာမဟုတ်ဘူးဗျာဒါကျွန်တော်အတွေ့အကြုံရှိသလိုကျွန်တော်ရဲ့ personal point of view ကနေပြောမှာပေါ့နော်အဲ့တော့ခင်ဗျားတို့ကမြင်ဘူးလားမသိဘူးမြင်ဘူးလားတော့ပြောတာကြုံဘူးလားမသိဘူးပြီးဟိုအဓိကပြ beginner တွေမှာပေါ့နော်ဟိုဥပမာကျွန်တော်တို့ website တခုဖန်တီးတော့မယ်ဆိုလို့ရှိရင်ဒါ beginner ကတော့ share ရမှာပေါ့ဗျာအဲ့မှာလည်းကျွန်တော်နည်းနည်းပြောစရာရှိတယ်ဗျာတချို့ကမရှာဘဲနဲ့ဘာဖြစ်လို့လာမေးတာလဲမသိဘူးပေါ့နော်ဒါမေးတာ website လုပ်မယ်ဆိုလို့ရှိရင်ဒီ website အတွက်လိုအပ်တဲ့ဒီဟိုဟာတွေဘာတွေနဲ့ဖန်တီးရတာလဲဆိုတဲ့ဟာကိုအရင်ကိုယ့်ကိုရှာကြည့်စီချင်တာဗျာတိလားသွားမမေးနဲ့ပေါ့နော်ဘယ်သူမှသွားမမေးနဲ့ကိုယ့်ကို Google မှာခောက်ကြည့်ဗျာအဲ့ဒီလောက်မှဟိုမကြိုးစားခြင်းဘူးဆိုလို့ရှိရင်တော့ဒီ developer ပဲဖြစ်ဖြစ် programmer ပဲဖြစ်ဖြစ်မလွယ်ဘူးပေါ့နော်လုပ်ဖို့တကယ်မလွယ်ဘူးပေါ့နော်အဲ့ဒါစကြဲလွဲနေတဲ့ဟာပေါ့နော်ထားပါတော့အဲ့တော့ beginner တယောက် beginner အနေနဲ့ဒါတော့လူတိုင်းကြုံမှုပဲထင်ပါတယ်ထားပါတော့ကျွန်တော် website တခုစပြီးတော့ဖန်တီးမယ်ရေးမယ်ဟေ့ဆိုလို့ရှိရင်ဒါကျွန်တော်ရှာလိုက်လို့ရှိရင်HTML တို့ CSS တို့ JavaScript တို့ဒီလိုမျိုးတွေတွေ့လာမယ်CS ရေးတယ် CS လေ့လာတယ်လေ့လာနေရင်လည်းဘာဆက်တွေ့လာမလဲဆိုတော့CS နဲ့ပတ်သက်တဲ့ framework တွေဒီလိုတွေရှိပါလားဆိုပြီးထပ်တွေ့လာမယ်အဲ့တော့မျိုးစုံဖြစ်လာတော့မှာဗျာနော်မျိုးစုံတွေ့လာတော့မှာအဲ့ချိန်မှာထားပါတော့ HTML ကတော့tag လေးတွေပဲရေးရဆိုတော့လွယ်တယ်ပေါ့ဗျာလွယ်တယ် CS okay လွယ်တယ်လို့ပဲကျွန်တော်ယူဆလိုက်မယ်တကယ်တော့မလွယ်ဘူးလို့ပဲပြောချင်တာဗျာအများစုလွယ် HTML CS ကိုအများစုကဟိုဟာဒါအထင်သေးတာတကယ်တော့ HTML CS နဲ့ design ကောင်းကောင်းထွက်လာဖို့မလွယ်ပါဘူးတကယ်မလွယ်ဘူးလက်ခံလိုက်တော့ okay အဲ့တော့အဲ့လိုမျိုးလုပ်နေရင်လည်းကျွန်တော်တို့အမှ CS လေးရောက်ရော okay CS လုပ်နေတယ်ဒီဟာလေးရေးလိုက်လို့ရှင်ဒီလိုလေးပြောင်းလဲသွားပါလားဆိုတာမြင်နေရတာအဲ့ဒီကလေးက HTML CS ကဗျာသူ့မှာဒီ practice နဲ့သဘောတရားတူတဲ့ဟာတခုကပါလာပြီးသား HTML CSS မှာ do or die မဲ့တန်းရေးတာနဲ့တန်းထွက်တာအဲ့လိုမျိုးဆိုတော့လေအဲ့မှာဆက်ပြီးတော့ CS နဲ့ပတ်သက်တဲ့ framework တွေလေ့လာမယ် okay ဒါဆိုကျွန်တော်တို့ကလေ့လာနေတာ3ခုရှိသွားပြီပေါ့နော်ထားပါတော့က bootstrap လိုဟာမျိုးပေါ့ bootstrap လိုဟာမျိုးလေ့လာပြီးဟေ့ဆိုလို့ရှိရင်အမှဘာစဖြစ်တယ်ဆိုတော့ CS ကိုမေ့နေတာလား HTML ကိုမေ့သွားတာလား okay ထားပါအောင် bootstrap ထိလည်း okay နေတယ်နားလည်နေတယ် okay သူကလည်းလွယ်ကူနေတော့မယ်အမှ JavaScript programming logic တွေပါလာပြီအမှ JavaScript ကိုတဲကြီးမဲကြီးလေ့လာပြီး DOM manipulation တွေပါတယ်ညာတွေဟလာ bomb တွေအကုန်လုံးလေ့လာတဲ့အချိန်မှာအရှိကကုတ်တွေကမေ့သွားခဲ့ရောဒါ beginner level မှာကြုံရမယ့်ဟာပေါ့နော်အဲ့တော့အဲ့လိုဘာလို့ဖြစ်တာလဲဆိုတော့အဲ့ဒီ practice ကအမှစကားပြောတာကျွန်တော် practice ကောင်းကောင်းမလုပ်ခဲ့လို့ပေါ့နော် practice ကောင်းကောင်းမလုပ်ခဲ့လို့အဲ့လိုဖြစ်တာဒါတော့ကျွန်တော်လည်းဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်တယ်ကျွန်တော်လည်းဖြစ်ခဲ့တယ်နောက်မှကျွန်တော်ဒါဟိုကိုယ့်ကိုလုံနေရင်လည်းမှဒါနားလည်လာတာပေါ့နော်နားလည်လာတာနောက်တစ်ခုကကျွန်တော်အနေနဲ့ပဲပြောပါမယ်ကျွန်တော်စီမှာကြာဘာတစ်ခုကကောင်းသွားလဲဆိုတော့ကျွန်တော်ကဟိုကျွန်တော်စာသင်ရတာစိတ်ဝင်စားတယ်ဗျာတကယ်ဒါပေမဲ့အပြင်မှာတော့ကျွန်တော်ဆရာကြီးကိုလုံးဝမပေါက်ဘူးလူငယ်ပုံစံပဲစာသင်ရတာတော်တော်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်စာလေ့လာရဆိုလို့ရှိရင်သူများကိုပြန်သင်ပေးတဲ့ပုံစံနဲ့လေ့လာတာများတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်ကိုယ်တိုင်မရမကတ်တာကိုကြည့်မှရမှာနားလည်မှရမှာအဲ့ဒါမှကျွန်တော်ကအများကြီးကုန်ပြီးတော့ပြန်ပြောပြနိုင်မှာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့တခုကတော့ဟိုတာမန်ဒီ developer နဲ့မတူတဲ့ဟာပေါ့နော်မတူတဲ့ဟာအဲ့ဒီဟာလေးကလည်းကျွန်တော်တော်ထောက်အခုတော်တော်လေးဖြစ်တယ်ဗျအဲ့ဒီဟာလေးထားပါတော့ခုန practice ကိစ္စကိုကျွန်တော်ဆက်ပြီးတော့ဟိုပါဖြစ်မယ်အဲ့တော့ခုနလိုမျိုးမေ့သွားတယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့ practice ကောင်းကောင်းမလုပ်ခဲ့လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ယူဆတယ်အဲ့တော့ဟိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အခုနေကျွန်တော်ကတော့ဒါကျွန်တော်မှာအခြေခံအတွေ့အကြုံတွေရောဗာတယ်ညာရောကျွန်တော်မှာရှိပြီးသားဆိုတော့ကျွန်တော်ဒါအသစ်တစ်ခုကိုစပြီးလေ့လာမယ်ဆိုလို့ရှိရင်ဒီခုနလိုပေါ့နော်ကဲထားပါတော့ HTML CSS ကိုကျွန်တော်လေ့လာမယ်ခုနေအနေထားနော်လေ့လာမယ်ဆိုလို့ရှိရင်ဒီ HTML CSS နဲ့နှစ်ခုတည်းနဲ့ပေါ့နော်တခြားအပေါ်ကိုကျွန်တော်ထပ်မတက်သေးဘူးဆိုတော့ CSS framework တွေပါကျွန်တော်မလေ့လာသေးဘူး framework တွေ library မလေ့လာသေးဘူး HTML CSS နှစ်မျိုးတည်းနဲ့ပဲကျွန်တော် design ကောင်းကောင်းထွက်အောင်ကျွန်တော်ဆွဲကြည့်မယ်ဆွဲမှာကျွန်တော် design ကောင်းကောင်းထွက်အောင်ကျွန်တော်ဆွဲမယ်အဲ့တော့ဆွဲမယ်ဆိုတော့
ထားပါတော့ကျွန်တော်ကဒီမှာလဲတခုပြောချင်တာလေဘာလို့ဆိုတော့ကျွန်တော်ကဟို UI လှလှလေးဆိုလို့ရှိရင်ကျွန်တော်ဒါသဘောကျတယ်ကောင်မလေးဆိုလဲလှလှလေးမှကြိုက်တာဗျာအဲ့တော့ web design UI လို့ကျွန်တော်ကရှာလိုက်မယ် okay အဲ့ဒါပဲခင်ဗျာကိုယ့်အကို HTML CSS တော့ဟို strong ဖြစ်နေပလိစီပေါ့နော်ဟို strong မဖြစ်ဘူးဆိုလို့ရှိရင် W3 school ကိုတွားပြီးတော့လေ့လာလိုက်အဲ့မှာလွယ်တယ်ကျွတ်လဲ W3 school ကို recommend မလုပ်ချင်တဲ့ပုံစံမြင်ရတယ်ပေါ့နော် okay ကျွန်တော်ကတော့လုပ်တယ်အဲ့ဟိုပဲ W3 school ကကျွန်တော်စလေ့လာတော့ဒါလိုက်ဖက်လို့ကောင်းတာဗျာလိုက်ဖက်လို့လည်းကောင်းတယ်ဆန်းလို့လည်းကောင်းတယ်မိုက်တယ်သူကကျွန်တော်လိုချင်တဲ့ဟာနဲ့ကွက်တီပဲသူပေးချင်တဲ့ message ကိုတဲ့ပေးတာဗျာဟိုတွယ် white မနေဘူးဒီလားကျွန်တော်တို့လေတွယ် white မနေဘူးတချို့အစိတ်ပိုင်းတွေမှာဆို W3 school ကဒီဟိုဘယ်နေရာတွေမှာဒါကိုသုံးရမလဲဆိုတော့ message မျိုးတွေပါတခါတည်းပေးတာဗျာအဲ့ခါကျတော့ကျွန်တော်အဲ့လိုမျိုးဟာကိုကျွန်တော်ပို့ကြိုက်တာဗျာဒါတော့အေးပေါ့ကိုယ့်ရဲ့အယူအဆနဲ့ကိုပေါ့နော်အဲ့တော့ဒီမှာ HTML ဟိုဟာတွေရှိတယ် tag တွေရှိတယ်ပြီး CSS လေ့လာမယ်ဆိုလည်းဒီမှာ CSS ရဲ့ဟိုဟာတွေရှိတယ်ဒီမှာအများကြီးပဲဒီဟာတွေဆိုလို့ရှိရင်လုံလောက်တာထက်တောင်ပိုသေးတယ်ဒီဟာတွေကလေအဲ့တော့ဒါတွေရတော့ရနေပလိစီပေါ့ဗျာနော်ရနေဖို့လိုတယ်အဲ့ဒါရနေပြီဆိုမှအခုကျွန်တော်တို့ကစပြီးတော့ practice စလုပ်တော့မှာနော် practice စပြီးလုပ်တော့မှာအမှ UI နေရှာကြည့်မယ်ရှာကြည့်မယ်ကထားပါတော့ဒီ UI လေးတစ်ခုကိုကျွန်တော်ကငါတိထားတဲ့ဟာနဲ့ဘယ်လိုရေးရမလဲဆိုတာကိုလုပ်ရမှာ that is practice ပဲအဲ့ဒါ practice ပဲပေါ့နော်အဲ့လိုလုပ်ရမှာကျွန်တော်တို့ကဟိုတချို့ကထင်ကြတာပါအောင်ဆိုတော့ဟိုဒီဟာကိုတော့ရထားတယ်ဒါပေမဲ့ဟိုအပြင်မှာအလုပ်မလုပ်ဘူးတော့သူ့မှာ experience မရှိဘူးဆိုတဲ့ဟာပေါ့နော်အဲ့မှာလဲ practice နဲ့ experience တွေကတွဲနေတယ်လို့ပြောရမလားမသိဘူး experience မရှိဘူးပေါ့နော်အဲ့ခါကျတော့သူ့ကိုယ်သူ confident မရှိဘူးဖြစ်နေရပြန်နော်အဲ့လိုမျိုးဒါလည်းဖြစ်ပူးကြမယ်လို့ထင်ပါတယ်အဲ့ဒါလည်းဒီpractice မလုပ်လို့ပေါ့နော်ပြီးရင်အဲ့ဒီခုနလို experience ကိုယ့်အကိုလုပ်ယူလို့ရတယ်အခုဆိုတာကျွန်တော် experience ရတော့မှာဒီဟာကိုကျွန်တော်တကယ်ထွက်အောင်ကျွန်တော်ရေးကြည့်တော့မှာဒါလွယ်လွယ်လေးပြဘာမှမဟုတ်ဘူးဒါလွယ်လွယ်လေးကျွန်တော်တို့ဒီမှာ CS လေးလာရင်လည်း flex box တွေပါလာလိမ့်မယ်ဒီထိတ်က navigation ဘယ်လိုဆွဲမလဲ div နဲ့ကျွန်တော် container တခုကျွန်တော်ပေးလိုက်မယ်အဲ့ထဲမှာကျွန်တော်သူ့ရဲ့ width ကိုဒါဆို 80% လောက်ဖြစ်မယ်ထင်တယ်နော်အဲ့ကောင်ကျွန်တော်အလဲပို့လိုက်မယ်ပြီးရင်အဲ့ဒီ div အဲ့ဒီအလဲရောက်နေတဲ့ဒီ div လေးထဲမှာကျွန်တော် flex container တခုယူပြီးတော့ justify content ပြီးတွင်နဲ့ဟိုဘက်ဒီဘက်ကျွန်တော်လမ်းပြီးတော့ချလိုက်မယ်ဒါဆိုလို့ရှိရင် navigation တခုရပြီဗျာဒီထဲဟာတွေတော့ဒီမှာ pattern လေးတွေအပေါ်အောက်flex ပြန်ပေးပြီးတော့ဒါ align နဲ့ center ထားလိုက်လို့ရှိရင်အကုန်လုံး center ကျသွားလိမ့်မယ် okay ဒါ navigation အတွက်လုံလောက်သွားပြီအဲ့မှာဘာပြောချင်တာဆိုတော့နောက်တစ်ခုဘာပြောချင်တာဆိုတော့အခုကျွန်တော်ပြောပြနေတဲ့ဟာလေးကျွန်တော်စဉ်းစားနေတာသိလားအဲ့ဒီဟာကိုငါဒါလေးသာလုပ်လို့ရှိရင်ဘယ်လိုရေးရမလဲဆိုတာဟိုဟေးငါဒါကြီးကိုရေးမယ်ဆိုပြီးပုံ download ဆွဲလိုက်တယ်ပြင်ပုံဖွင့်ပြီးတော့ကုတ်ကြီးတစ်ခါရေးရမှာ no အဲ့လိုမဟုတ်ဘူးဗျာကျွန်တော်ကမရေးခင်စဉ်းစားကြည့်ရမှာသိချာလေးအခုခုနကျွန်တော်ပြောသွားတဲ့တစ်ဆင့်ချင်းစီပေါ့နော် okay ဒါ div တခုလုပ်မယ်ဒီထဲမှာနောက်ထပ်container လေးတခုထားမယ် wrap ထိတ်ဆုံးအတစ်က wrap ပါပေါ့နော်ပြီးသွားရင် flash ကိုဟာလုပ်မယ်အဲ့ဒီလိုမျိုးပေါ့နော်ဒါဆို navigation ကိစ္စပြီးသွားပြီဗျာလွယ်လွယ်လေးပဲနော်ပြီးသွားရင်ဒီမှာပုံလေးရှိတယ်ဘယ်ဘက်မှာစာလေးရှိတယ်ဒီကောင်လည်းအဲ့လိုပဲဒီကောင်ကတော့အေးပေါ့ဒီမှာနည်းနည်းချားနေတာတော့ရှိတယ်ဒီမှာပုံနဲ့ဆိုတော့ဒီလောက်ကိုယူမယ်ဒီဘက်ကိုခြံထားမှာပေါ့နော် offset လောက်ထားမှာပေါ့နော်ပြီးတော့ဒီစာလေးဒီမှာမဲထားတယ် light တိတ်စိတ်ပြားအကုန်လုံးတစ်စင်ချင်းစီ light ရေးကြည့်ပေါ့နော်ဒါဒီ design လေးကတော်တော်လေးလွယ်တယ် HTML စီနော် okay ထားပါတော့ကျွန်တော် HTML CSS နဲ့ကျွန်တော်မရမကလိုက်ရေးမယ်အဲ့တော့ဒါကိုဒီဟာတွေလေ့လာတဲ့အခါမှာဘယ်လောက်ထိနားလည်ခဲ့လဲဆိုတဲ့ဟာပေါ့မူတည်ပြီးတော့ဒီဟာမြန်လဲပြီးသွားလိမ့်မယ်ကိုယ်အတွက်ကြာခြင်းလဲကြာနေလိမ့်မယ်ပေါ့နော်ဒီမှာဆိုလဲ pattern လေးတွေအကွေးလေးတွေဒီလိုတွေပါလားဆိုတဲ့ဟာအဲ့မှာရေးနေရင်လည်းမှသူက color လေးတွေဘယ်လိုလေးတွေသုံးသွားတာဆိုတဲ့ဟာလေးတွေကျွန်တော်တို့ကမြင်လာမှာဗျသိလားအဲ့လိုမျိုးမြင်လာမှာပေါ့နော်အဲ့ဒီဟာလေးတွေမြင်လာလို့ရှိရင်အဲ့ဒီဟာနဲ့ကိုကHTML CSS ကိုconfident မရှိသေးဘူးဟေ့ဆိုလို့ရှိရင်နောက်ထပ် UI design တခုထပ်ဆွဲပါဗျာနော်နောက်ထပ်ဒီထက်နည်းနည်းလေးငါအတွက်ဒီဟာရက်တအားလွယ်ကူနေပြီဒီထက်နည်းနည်းရှုပ်တဲ့ design လေးပါလေမရှိဘူးလားဒါမှမဟုတ်လို့ရှိရင်လည်း
ဟိုအများစုကကို့မှာကိုလှုပ်ချင်တဲ့ website လေးတွေဘာလေးတွေရှိတယ်ဗျာဟာလာမှာထားတော့ movie နဲ့ပတ်သက်တဲ့ဟို application လေးဖန်တီးခြင်းနဲ့ဟေ့ဆိုလို့ရှင်လေဒီမှာရှာကြည့်ပေါ့နော်ခဏလေးmovie နဲ့ပတ်သက်တဲ့ဒီ application လေးရှာကြည့်မယ်ဒီထက်ကကိုကတကယ်လို့ mobile UI ဒီ web ဒီ HTML နဲ့ဆွဲကြည့်နေတာဆိုဆွဲကြည့်လိုက်ပါမှဖြစ်ဘူးဆွဲကြည့်ဟို website ကြီးပဲဖန်တီးရမယ်လို့ပြောချင်တာမဟုတ်ဘူးဗျာ mobile UI နေဆိုအများအားဖြင့်ဒီ HTML နဲ့ဆွဲမယ်ဆိုလွယ်တတ်တယ်ပေါ့နော်တော်တော်လေးလွယ်ပါတယ်လွယ်တတ်တယ်အဲ့မှာဒီ slider လေးတွေကျွန်တော်တို့ကဘယ်လိုဖန်တီးတာလဲအဲ့မှာအဲ့ခါကျမှရှာတော့မှလူကအဲ့မှာထွက်လာပြီဘယ်လိုဖန်တီးရလဲ how to make it slider with HTML CSS ဘာညာနော်အဲ့ချိန်မှာ JavaScript လိုမှန်ဘယ်လောက်အရေးကြီးမှန်းအဲ့မှာမြင်လာရလိမ့်မယ်ပေါ့နော်ဒါဆိုထပ်ပြီးတော့လေ့လာမယ့်ဟာတွေအတွက်လည်းဒါအဲ့ဒီသူကဆွဲခေါ်သွားလိမ့်မယ်ဗျာကျွန်တော်တို့တကယ်ဆွဲခေါ်သွားမှာအဲ့ဒီဟာဒီမှာဆိုလို့ရှိရင်လည်းအောက်မှာ bottom bar လေးရှိတယ်ဒီကောင်လေးဆွဲအပေါ်အောက်ဒီကောင်လေးကိုဆွဲလိုက်လို့ရှိရင်ဒီကောင်လေးကအသေးရက်နေမှာပေါ့နော်ဘလို့ရက်နေအောင်လုပ်မလဲဒါဆိုလို့ရှိရင်ဒီက body ရှိတယ်ဗျာကဲ body ကိုကျွန်တော်တို့ကposition ပေးထားပြီးတော့ဒီကောင်ကို position absolute ပေးထားမယ်ပြီးရင် bottom မှာ0ထားလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ရက်နေလိမ့်မယ်ပြီးရင်ဒီ fix နဲ့လည်းထားလို့ရတယ်ပေါ့နော် okay ထားပါတော့အဲ့လိုမျိုးလေးပေါ့နော်စဉ်းစားကြည့်ရမယ်ကျွန်တော်စဉ်းစားကြည့်ပြီးရေးရမယ်တကယ်လဲဒီဟာတကယ်ထွက်လာအောင်ကျွန်တော်ရေးရမယ်အဲ့လိုပဲကျွန်တော်တဆင့်ချင်းလောက်ယူသွားရမှာပေါ့နော်အဲ့ဒီလိုမျိုးအခုဒါ project ရေးတာပေါ့ဗျာကျွန်တော်အသေးတယ်ကွေးတယ်တော့မပြောတော့ပါဘူးဒါ project တခုရေးနေကိုရည်မှန်းထားတဲ့ project ကိုဒါပြီးအောင်ရေးနေတာဒါ project လုပ်နေတာပေါ့နော်အဲ့ဒါမလုပ်ဘူးဆိုရင်တော့ခုနလိုမျိုးဖြစ်မှာပဲအဲ့ project လုပ်မှကျွန်တော်တို့ကတကယ်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာအဲ့ဒီကုတ်တရားမမေ့ပါဗျာတကယ်ပြောတာကုတ်တရားမမေ့ပါဒါတော့2လလောက်မရေးဘူးဆိုလို့ရှိရင်မေ့သွားမှာပေါ့နော်မေ့သွားမှာဒါပေမဲ့မေ့သွားလဲအဲ့ချိန်ရောက်ကိစ္စတော့မရှိတော့ဘူးဘာဖြစ်လို့ဆိုပြန်ကြည့်လိုက်တာနဲ့တိပြီးသားတွေဖြစ်နေမှာဗျာအဲ့ဒါဘာလို့ဆိုတော့ practice ကောင်းအခုလိုမျိုးပေါ့နော် practice ကောင်းလုပ်ထားလို့အဲ့လိုမျိုးဖြစ်တာပေါ့နော်အဲ့လိုမျိုးနားလည်လာတာပေါ့နော်မဟုတ်လို့ရှင်တော့ခုနကကျွန်တော်ပထမဆုံးဟိုဟာမေးခဲ့တဲ့မေးကိုအတိုင်းပဲငါဟို JavaScript ကိုကြည့်နေရင်လည်းဘာလို့ HTML CSS ကမေ့သွားလဲ Bootstrap ကဘာလို့မေ့သွားတာလဲဆိုတော့ဟာတွေကဒါဖြစ်မှာပဲဗျာနော်အဲ့ဒါမှဟိုဒါကျွန်တော်တို့က design UI design ပိုင်းပဲရှိသေးတယ် database တွေ server side language တွေပါလာပြီဆိုပို့ဆိုးပြီးဒီမှာ database နဲ့ဆိုင်တဲ့ဟာတွေပါလာပြီအရှိရဟာတွေကိုကောင်းလေးသာဒီလိုမျိုး project တွေရေးပြီး practice မလုပ်ခဲ့ဘူးဆိုလို့ရှင်ဘောကကျွန်တော်တို့ဒီ server side ပိုင်းတွေလေ့လာနေတဲ့အခါမှာလုံးဝကြီးမေ့သွားတာမျိုးတွေအထိဖြစ်နိုင်တာပေါ့နော်အဲ့ခါကျတော့ဟိုဖမ်းမရဒီကိုဖမ်းမရနဲ့အဲ့လိုမျိုးတွေဖြစ်လာပါပေါ့နော်အဲ့ဒါကြောင့်မလို့practice ကောင်းလေးလုပ်တင်တယ်ကျွန်တော်ကတော့လုပ်သွားတဲ့ပုံစံအခုကျွန်တော်ရှင်းပြသွားတဲ့အတိုင်းပဲကျွန်တော် practice လုပ်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံတိုင်းသွားတယ်ကျွန်တော်ကတော့ခုနလိုတကယ် web design စပြီးလေ့လာမယ်ဆိုရင် UI စပြီးဆွဲမယ်ဟေးဆိုလို့ရှိရင်ဒီက mobile ဟာလား website လားကျွန်တော်ကြည့်မနေဘူးကျွန်တော်အခုဆိုကျွန်တော်စိတ်ထဲမှာ movie နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်လုပ်ချင်နေတယ်ဟေးဆိုလို့ရှိရင်ရှာလိုက်တဲ့ UI အများအားဖြင့်ဒီ movie နဲ့ပတ်သက်တဲ့ UI တွေက modern UI တွေများတယ်ပေါ့နော်ဆိုတော့ကြည့်ပြောရှိပြောဟာလေးတွေတော်တော်များတယ်သူစီကနေ color code လေးတွေကူးလိုက်ပြန်ရေးလိုက်နေဒါသဘောကျတယ်ပေါ့နော်ဒါသဘောကျတယ်ဒါပေမဲ့ UI ဆွဲရတာထင်သလောက်တော့မရိုးရှင်းဘူးပေါ့နော်မလွယ်ဘူးပေါ့နော်ထင်သလောက်မရိုးရှင်းဘူးထင်သလောက်မလွယ်ဘူး HTML CSS ကလည်းမလွယ်ပါဘူးတကယ်ပြောတာပါလွယ်တယ်လို့မပြောနဲ့မလွယ်ဘူး HTML CSS HTML တခုတည်းဆိုတော့ tag တွေကတော့လွယ်လိမ့်မယ်ဗျာ CS ပါလာပြီးဒီလိုမျိုး design တခုဆွဲရမယ်ဆိုတော့လွယ်ကူတဲ့ထဲမှာမပါဘူးပေါ့နော်သိမလွယ်ဘူးဒါကဒီမှာကျွန်တော်ကခုနခေါင်းစဉ်တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ပြောသွားတာမဟုတ်ဒါပေမဲ့အဲ့အကုန်လုံး cover ဖြစ်သွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်ပြောပြချင်တာဘာလို့ဆိုတော့ဟိုကျွန်တော်ခုနလည်းပြောခဲ့တယ်ကျွန်တော်မှဆိုလို့ရှိရင်လို့ဒီ UI လေးတွေပါလေးတွေကျွန်တော်ဆွဲရတာကြိုက်တယ်ပြီးရင်နောက်တစ်ခုကလေကျွန်တော်ဥမာဟို Bootstrap နဲ့ပတ်သက်တဲ့ UI library တွေရှိတယ်ဥမာ creative.com မှာဆိုလို့ရှိရင်
တစ်ချက်ဝင်ကြည့်မယ်နော်မသိသေးတဲ့လူတွေကတော့ကြည့်ပေါ့တီးပြီးသားသူတွေများလိမ့်မယ်ထင်ပါတယ် free ဟိုဟာရှိတယ် design system တွေပြကျွန်တော်ပြောချင်တာ like ကြည့်တာပေါ့နော် design system တွေကျွန်တော် like ကြည့်တယ်သူ design system နဲ့ကျွန်တော် like ရေးကြည့်တယ်ပေါ့နော်ကျွန်တော်ဆို mm coda ကောတခြားသော application တွေမှာရောဒီ argon design ကိုကျွန်တော်ဆွဲမြဲကိုကျွန်တော်သုံးတယ်ပေါ့နော် argon design mm coda website ကလည်း argon design system ဒီ creative team ကဖန်တီးထားတဲ့ open source argon design အဲ့ဒီဟာကျွန်တော်ယူသုံးထားဗျာနော်ပြီးရင် react လေ့လာရဆိုလို့ရှိရင်လည်းprime react လို့ဟာမျိုးပေါ့နော် prime react လို့ဟာမျိုးကျွန်တော်လိုက်ကြည့်တယ်ပြီးရင် ionic ionic လို့ဟာမျိုးရဲ့ technology ဆန်းဆန်းလေးတွေဘာရမဟုတ်ဘူးလိုက်ဖတ်ကြည့်တယ် ionic ဆိုလို့ရှိရင် Open SDK for the web တဲ့ okay ဒီ component ထဲမှာ UI လေးတွေရှိတယ် UI တွေကျွန်တော်လိုက်ကြည့်တယ်လို့လိုက်ကြည့်တာကျွန်တော်တို့ဒါတော့ကျွန်တော်တို့ motivation ပေါ့နော် motivation တအားဖြစ်တယ်ဘာမှမဟုတ်လိုက်ကြည့်ပြီးသွားရင်ဒီဟာနဲ့ဒီလောက်တော့လွယ်ပါလားဆိုတာပေါ့အဲ့လိုမျိုးခံစားချက်ကိုရအောင်ယူတာဗျဒီလောက်တော့လွယ်ပါလားလိုက်ရေးကြည့်မယ်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုလဲ HTML tag လိုမျိုးပဲကတ်တယ်ပြီးသွားရင်ကတ် header ထဲမှာcat title နဲ့ cat sub title နဲ့ပေးထားတယ် cat title ဆိုဒီလို cat sub title ဆိုလို့ရှိရင်နည်းနည်းအယောင်ဖြော့သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးပြီးသွားရင် ion content ဆိုလို့ရှိရင်ဒီမှာအယောင်ဖြော့တဲ့ဟာနဲ့ဒါဒီလို content ထွက်လာတော့ဒါလွယ်လေးပါလားဟာ design တွေ तू ကငါတို့ကြိုချပေးပြီးသားပါလားအဲ့လိုပေါ့နော်အဲ့နဲ့ကျွန်တော်လိုက်ပြီးတော့စမ်းကြည့်ရေးကြည့်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးလေးတွေလည်းကျွန်တော်တို့ကလုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့အနည်းချုပ်ရမယ်ဆိုရင်တော့practice ကအရေးကြီးတယ်ပြီးရင်ဒီ project experience တွေကကိုယ့်ကို practice လုပ်လို့ရတယ်ကုမ္ပဏီကိုသွားပြီးတော့ကုမ္ပဏီကနေခိုင်းတဲ့အလုပ်ကိုလုပ်မှကျွန်တော်တို့က experience ရတာမဟုတ်ဘူးပေါ့နော်ခုနလိုမျိုးကျွန်တော်တို့လေ့လာနေတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့တကယ်ဟို user UI ကိုလေ့လာရဆိုလို့ရှိရင်လည်းဒီ UI တကယ် user တွေအသုံးပြုလို့ရအောင်ဆွဲကြည့်ကိုကပြီးသွားရင်ဒီ server side နဲ့ပတ်သက်ပြီးလေ့လာနေတယ်ဆိုလို့ရှိရင်လည်းတကယ် server side ကို UI ကိုနှစ်ခုလုံးတွဲပြီးတော့ user တွေအသုံးပြုလို့ရအောင်ကိုယ့်ဟာကိုအချိန်လေးတစ်ခုပေးပြီးတော့ဖန်တီးကြည့်အဲ့ဒါလည်းကျွန်တော်တို့အတွက် experience ပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့က experience ယူလို့ရတယ်ပြီးရင်ကျွန်တော်တို့ရဲ့ portfolio မှာကျွန်တော်တို့ရေးထားတဲ့ project တွေပြထားလို့ရတယ်ပေါ့နော်အဲ့ဒါလည်းအလုပ်လျှောက်တဲ့အခါမှာအရေးကြီးတယ်ပေါ့နော် practice မလုပ်ခဲ့ဘူးဆိုရင်တော့နောက်အပေါ်ဆက်တက်လေးအောက်ကဟာမေ့လေးကြံခဲ့လေးအဲ့လိုဖြစ်မှာပေါ့နော် practice မလုပ်ခဲ့ဘူးဆိုရင်အများနဲ့ကျွန်တော်တို့ဒီ code တွေနဲ့ familiar ဖြစ်ဖို့လိုတယ်ပေါ့နော် familiar ဖြစ်ဖို့လိုတယ် familiar ဖြစ်ဖို့ကကျွန်တော်တို့က practice လုပ်ဖို့လိုတာပေါ့နော်တကယ်ခုန UI ရောဒီမှာ UI ဒီဟိုဟာတွေနဲ့တွဲပြီးတော့ practice လုပ်ဖို့လိုတာပေါ့နော်ခုနလို HTML CSS JavaScript လေ့လာနေတဲ့သူတွေရှိလို့ရှိရင်တခုလမ်းပြီးတော့ညွှန်ပြပေးမယ်အဲ့ဒါဘာလဲဆိုတော့ဒီ W3 school မှာ W3 how to ဆိုတဲ့ဟာရှိတယ် W3 how to တွေက icon bar ကိုဘယ်လိုလုပ်မှာလဲဒီလို icon bar ကိုဘယ်လိုလုပ်မှာလဲ menu icon တွေဘယ်လိုဖန်တီးမှာလဲ full screen navigation ဘယ်လိုလုပ်မှာလဲเนาะ slide down ဘယ်လိုလုပ်မှာလဲဒါတွေ live ဖက်ကြီးအောက်မှာတေချာရှင်းပြထားတယ်သူ live ဖက်ကြီးဖြစ်နိုင်ရင် live ရေးကြီးပေါ့เนาะဒီမှာတေချာလဲရှင်းပြထားတယ်ကျွန်တော်အရင်လေ့လာတော့ကလည်းဒီဟိုဟာတခုဆိုအများကြီးဖြစ်နေပြီကျွန်တော်လေ့လာတော့အဲ့လောက်မများသေးဘူးပေါ့เนาะဒီလောက်ကြီးအများကြီးမရှိဘူးခုတော့တော်တော်များနေပြီအဲ့ဒီဟာလေးတွေ live ဖက်ကြီးသူကဒါ beginner friendly ဗျာတိတာတယ်ဒါအတိတာတယ် beginner friendly သူဒီမှာရေးပြထားတဲ့ code တွေပြောတာ beginner friendly လုပ်ပြထားတဲ့ဟာတွေဒါလည်းကျွန်တော်တို့ဒီလိုပုံစံမျိုးတွေနဲ့လည်း practice လုပ်လို့ရတယ်ပေါ့နော်ဟို beginner ပိုင်းဆိုရင်တော့ခုကြည့်နေတဲ့သူပေါ့နော် beginner ပိုင်းဆိုတော့ဒီ W3 how to မဖြစ်မနေသွားကြည့်ပါ9ခုလောက်ဒီထက်ကနေနည်းနည်းကိုသဘောကျတဲ့ဟာလေး9ခုလောက်ကိုလိုက်ရေးကြည့်ပါ9ခုမဟုတ်အကုန်လုံးရေးလိုက်တော့ပိုကောင်းတာပေါ့ဗျာအကုန်လုံးရေးလိုက်တော့ဆရာကြီးဖြစ်သွားမှာတကယ် UI မှာတကယ်ဆရာကြီးဖြစ်သွားမှာနော်တကယ်ဖြစ်မှာတော့တကယ်ပြကျွန်တော်နောက်တော့ပေါ့တကယ်ဖြစ်သွားမှာနောက်ဆိုကျွန်တော်လက်တွေ့မှာမြင်နေရတဲ့ကိစ္စတွေအားလုံးနှိပါဒီမှာရှိတယ်လက်တွေ့မှာမြင်နေရတဲ့ဟာလေးနော်ဒီမှာဆိုလည်းဒီဟိုဟာတွေလိုက်ပြီးတော့ဒါလေးတွေရေးကြည့်ပါအဲ့ဒါကို practice လုပ်ပါနော်
Okay အဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုရောက်မှာပဲကျွန်တော်ဆက်ပြီးတော့တွေ့ကြမယ်အားလုံးပဲကျေးဇူးပါ